ဒီကောင်လေးရဲ့အမေကပေါက်စီဆိုင်တစ်ဆိုင်ဖွင့်ထားတာပါသူတို့ဆိုင်ကပေါက်စီတွေကတခြားဆိုင်နဲ့မတူဘဲထူးထူးခြားခြားမှွင်းရမ်းရွှေ့တာကြောင့်နေ့တိုင်းဖောက်တီတွေနဲ့စီကာနေတတ်ပါတယ်ဒါပေမဲ့ထူးဆန်းတာတစ်ခုကအမေဖြစ်သူဟာသမီးကိုမိဖို့ကြောင့်လည်းလုံးဝဝင်ခွင့်မပြုသလိုအဲ့ဒီပေါက်စီတွေကိုလည်းတစ်ခါမှကြွေးလိမရှိပါဘူးတခါတလေကြာရင်ငွေအမြောင်များပေးပြီးမိဖို့ကြောင့်လည်းကိုလေ့လာခြင်းနဲ့ဖောက်တီကိုရှိတတ်ပါတယ်အမေဖြစ်သူကသူတို့ကိုမိဖို့ကြောင့်လည်းခေါ်သွားတိုင်းထူးဆန်းတဲ့အတန်တွေထွက်လာလိရှိပြီးအဲ့ဒီလူတွေဟာဘယ်တော့မှပြန်ထွက်မလာတော့ပါဘူးပိုပြီးကြောက်ဖို့ကောင်းတာကလူတစ်ယောက်ပျောက်သွားတိုင်းအမေရဲ့ပေါက်စီတွေကပိုပြီးမှွေးလာတတ်တာပါကောင်မလေးအရွယ်ရောက်လာတဲ့အခါမှာတော့ဒီပေါက်စီရဲ့အရာတာကိုအရန်သိကျင်လာပါတယ်။ဒါကြောင့်ဖောက်တီတယောက်စီကနေပေါက်စီတစ်လုံးကိုခိုးဝယ်လိုက်ပါတယ်။ဒါပေမဲ့သူစားကနီးမှာပဲအမေဖြစ်သူကရောက်လာပြီးတားလိုက်ပါတယ်။ဒါထဲမှာဘာအသားတွေထည့်ထားတာလဲလို့သမီးကမေးတဲ့အခါအမေကဝတ်သားလို့ဖြေပါတယ်။ဒါပေမဲ့ကောင်မလေးကလမ်းထဲကဝတ်သားတွေကိုစုံစမ်းကြည့်ပြီးပါပြီ။သူ့အမေဝတ်သားဝယ်တာတခါမှမတွေ့ဘူးကြပါဘူး။အမေဖြစ်သူကပြပြတလဲနဲ့နေရီစားရတဲ့နေ့ကျရင်ငါအမှန်တိုင်းပြောပြမယ်လို့ကတိပေးလိုက်ပါတယ်။အဲ့ဒီညမှာပဲကောင်မလေးကမိဖို့ကြောင့်တဲ့ကိုခိုးဝင်ကြည့်တဲ့အခါအမေကနောက်နေ့အတွက်ပေါက်စီစာတွေပေးနေတာတွေ့လိုက်ရပါတယ်။ဒါမှလည်းခရမ်းကျင်တဲ့ရေတွေလို့ယူဆရတဲ့အနီရောင်တွေပေးချင်နေတာပါ။သူပြန်ထွက်လာတဲ့အချိန်မှာပဲအရင်ကကြားဘူးတဲ့ထူးဆန်းတဲ့အတန်ကိုထပ်ကြားလိုက်ပြန်ပါတယ်။အမေကတော့ကြွတ်တွေပါလို့အမြင်စင်ချီပေးခဲ့ပါတယ်။နောက်နေ့မှာတော့ကောင်မလေးဟာအမှန်တရားကိုသိဖို့အတွက်ရီစားတရားအငားခေါ်လာခဲ့ပါတယ်။အမေဖြစ်သူကအဲ့ဒီလူကိုမြင်တဲ့အခါထူးဆန်းတဲ့အပြုံးကြီးနဲ့ပြုံးနေပါတယ်။ထမင်းစားချိန်မှာတော့အပြင်လူကိုပဲကျွေးလိရှိတဲ့ပေါက်စီတွေကိုသမီးကိုပါကျွေးလာပါတယ်။ဒါပေမဲ့သမီးဖြစ်သူကအရင်တောက်ပြီးတာနဲ့ခေါင်းတွေမူးလာပြီးစပွဲပေါ်မှာပဲမှောက်သွားပါတော့တယ်။အဲ့ဒီအချိန်မှာအမေဖြစ်သူကကောင်လေးကိုမိဖို့ကြောင့်နဲ့လိုက်ခဲ့မလားလို့ဖိတ်ခေါ်လိုက်ပါတယ်။ကောင်မလေးပြန်လို့လာတဲ့အချိန်မှာတော့ဘေးမှာဘသူမှမရှိတော့ပဲမိဖို့ကြောင့်လေးကနေတစ်ချက်ချင်းထွက်တော်လာတဲ့အတန်တွေကိုပဲကြားနေရပါတယ်။သူမိဖို့ကြောင့်လေးကိုဖြည်းဖြည်းချင်းလဲရှောင်သွားပြီးမြင်လိုက်ရတဲ့မြင်ကွင်းကတော့သူ့ဘဝတစ်ခုလုံးကိုတုန်လှုပ်သွားစေခဲ့ပါတယ်။